HR software တခုလို့အသုံးချလို့ရမယ်ကျွန်တော်တို့ကလုပ်ငန်းတိုင်းအသုံးချလို့ရမယ်ကျွန်တော်တို့ကလက်စာတစ်ချက်နီ file လေးကိုကျွန်တော်ပြချင်ပါတယ်ခင်ဗျเนาะဒါလေးကတော့ကျွန်တော်တို့ကဒါ HR pay လို့ပေါ့เนาะဒါလေးကိုဘယ်လောက်မြန်ဆန်လဲဆိုတဲ့ process ကိုပြချင်တာပေါ့เนาะဒီမှာဆိုရှင်ကျွန်တော်တို့က man power ရှိတယ်เนาะဒီမှာဆိုဝန်ထမ်းတွေเนาะဝန်ထမ်းတွေရဲ့ကျွန်တော်တို့ကလက်ရှိဝန်ထမ်းတွေရဲ့စင်းရင်လောက်ခလာစာတွေเนาะသူ့ရဲ့ယာဒူးတွေဒါတွေကိုကျွန်တော်ပြောပြပြီးရင် offline info ဆိုတာကဒီမှာကျွန်တော်တို့က data validation နဲ့ဝန်ထမ်းရဲ့ကုန်းနံပါတ်ကလေးကိုရွေးပေးတာနဲ့သူเนาะဘယ်လောက်လောက်ခလာစာဘယ်လောက်ရနေတယ်ဘယ်ယာဒူးလဲဆိုတာကိုကြည့်လို့ရပါတယ်အလားတူပဲကျွန်တော်တို့ကအတန်းတက်မှာဆိုတဲ့ဒီတိုင်းပဲเนาะအတန်းတက်ဆိုလို့ရှိရင်လည်းဒီမှာတော့နေ့ကျွန်တော်တို့ကနေ့စဉ်ပေါ့เนาะဥမာ26ရက်နေ့ဆို26ရက်နေ့ဝန်ထမ်းတွေเนาะအတန်းတက်ဝင်လာထွက်လာဒါလေးတွေကိုကျွန်တော်ကကြည့်ရတဲ့တင်ဒါရက်30ပြည့်သွားတဲ့အခါမှာကျွန်တော်တို့က auto เนาะကျွန်တော်တို့က advanced exam နဲ့ link ချိတ်ထားပြီးသားဖြစ်တဲ့အတွက် auto လက်စာတွက်ချက်ထားပြီးသားပဲเนาะဒီလိုပဲအလားတူပဲကျွန်တော်တို့ဒီမှာ pay လို့ setting လေးတွေကျွန်တော်တို့ဘယ်လိုပေးခဲ့တယ်ဒါလေးတွေပြန်ကြည့်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကเนาะ PH တွေကဒီလအတွင်းမှာဘာတွေရှိတော့ကျွန်တော်တို့ဒီမှာเนาะ HR ပြန်စစ်လို့ရတယ်ဗျာเนาะဒါလေးတွေကျွန်တော်တို့ကပေးထားလို့ရပါတယ်အလားတူပဲကျွန်တော်တို့ကเนาะအလားတူပဲကျွန်တော်တို့ဒီမှာ overtime เนาะ overtime ဘယ်လိုတွက်ချက်မလဲပြီးရင်အာသာအလောင်းရဲ့เนาะပြီးရင်ကျွန်တော် detection နှုတ်ယူတဲ့အပိုင်းလေးတွေအဲ့မှာကျွန်တော်တို့ဝန်ထမ်းများတဲ့က SFB လို့ income tax လို့เนาะဒီမှာ SFB เนาะဒီမှာ income tax တွက်ချက်ထားတဲ့ပုံလေးတွေเนาะပြီးတော့ကျွန်တော်တို့ကဒီမှာ payroll เนาะ data တွက်ချက်တဲ့ခါမှာနောက်ဆုံး update ဘယ်လောက်ရတော့เนาะဒါလေးတွေရှိပါတယ်ပြီးတော့ရင်ကျွန်တော်တို့က pay slip ပေါ့เนาะpay slip ကိုကျွန်တော် print ထုတ်လိုက်ရုံပဲเนาะဒါဝန်ထမ်းတစ်ရွက်ကျွန်တော်တို့လုပ်ငန်းကတစ်ရွက်ပေါ့เนาะဒါ record အနေနဲ့တင်ထားလို့ရပြီပေါ့เนาะဒါဆိုရင်ကျွန်တော်တို့လုပ်ငန်းကိုအသုံးချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်လုပ်ငန်းမှာအသုံးချမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ BMI ပေးမှာကျွန်တော်တို့เนาะကျွန်တော်တို့လာပြီးတော့ကျွန်တော်တို့ကเนาะစုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာเนาะကိုယ်တိုင်နဲ့ကျွန်တော်တို့ကလာစာနဲ့ပတ်သက်လို့လုပ်ငန်းကိုဆက်လက်လိုက်ချပေးပါတယ်เนาะ HR training ပေးချင်တာပဲဖြစ်ဖြစ်လုပ်ငန်းမှာเนาะ HR တွေကို training ပေးချင်တာပဲဖြစ်ဖြစ်ကိုယ်လုပ်ငန်းမှာလာစာတွက်ချက်နည်းကိုကျွန်တော်တို့က HR software ပတ်မှာအသုံးချခြင်းနဲ့ HR software เนาะခါကိုလည်းမတက်နိုင်ဘူးဆိုဒါကျွန်တော်တို့ကတစ်ခါအသုံးချပြီးသွားရင်ကိုယ်လုပ်ငန်းမှာလက်ရှိ HR လာစာတွက်ချက်တဲ့လူဒါမှမဟုတ်လေ HR တွေကဒီ file လေး system လေးကိုကျွန်တော်တို့ကသုံးသွားတာနဲ့တင်ကျွန်တော်တို့ကเนาะအသုံးချသွားလို့ရပြီလစဉ်ကျွန်တော်တို့ကပေးစရာမလိုကျွန်တော်တို့စက်တဲ့လာချက်เนาะလာချပေးတဲ့ချိန်တစ်ချိန်ပဲကျွန်တော်တို့ကပေးရမှာဖြစ်တဲ့အတွက်เนาะအသုံးချလို့ရပါတယ်အလားတူပဲကျွန်တော်တို့ရှိမှာဒီလာစာတွက်ချက်ဒီသင်တန်းကိုတက်ချင်တဲ့လူများရှိရင်လည်းလာတက်လို့ရပါတယ်ခင်ဗျာเนาะကျွန်တော်ရှိမှာတော့လာစာတွက်ချက်ဒီသင်တန်းကို3000ကျပ်ယူပါတယ်ခင်ဗျာเนาะဒါ exam ကနေလေးလာရုံပါပဲခင်ဗျာเนาะဒါကိုကျွန်တော်တို့က VPN မလို့ Telegram group ကနေပြီးတော့လေးလာလို့ရပါတယ်ခင်ဗျာเนาะအပြင်မှာလုပ်ငန်းရှင်များရှိနေလုပ်ငန်းရှင်များကျွန်တော်တို့ကလာစာတွက်ချက်ချက်နေတယ်ဆိုတော့ကျွန်တော်တို့ကเนาะစုံစမ်းလို့ရပါတယ် TikTok မှာဆိုတော့ TikTok မှာကျွန်တော်တို့က message box ကနေပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်